In Yangon, Myanmar, Da Tinai lives in a crumbling, tilting home that cannot keep out the wind and rain. မိုးရွာလို့ရှိရင်လည်းမိုးကယူတယ်ပြီးတော့လည်းအိမ်တဲပုတ်လေးနဲ့ဆိုတော့ချင်းနေရလဲကြိုက်တယ် ကိုပထမဦးတော့ဆိုသူနေမကောင်းတော့ပက်လက်ကြီးလမ်းနေနေဘူးထဲမှာနေဘူးထဲပက်လက်ကြီးလမ်းနေရတာကဲအဲ့ဒါဆိုပို့ပြီးအချိန်မပြေတာတော့ဒါမိုးမရွာလေမိုးရွာပို့ဆိုးမှာပေါ့ The only person she can rely on often leaves her alone. ခါတလေအမအလုတ်လုတ်တယ်ပတ်စံစုလို့ရလို့ရှိရင်ရသွားတောက်မိလို့ရှိရင်9ရက်9လီအဲ့ဒါဆွေသွားအဖွားယူအဲ့တိုင်းပြေးထားခဲ့ Siji volunteer Yu San Tien, who has been regularly visiting and supporting her, decided to rebuild her home, bringing in skilled workers and involving her son. Her crumbling shack is replaced with a sturdy new home, and on move-in day, Siji volunteers bring her a box of essentials. အမေငါရသဘောကျလိုက်တာဟဲ့ငါကောင်းမရှိရနဲ့အတူကောင်းမရှိရနဲ့အေးကောင်းမရှိဟောပါလေအေးလေကောင်းရကောင်းပါလေ Volunteers helped dress her up, and she filled her home with song in return. ချစ်သူတွေဝဲငါပလီကျွန်တော်ရဲ့မွန်ရွှေကြီးဩ ဟိုတန်နေလဲစောက်ထားဖြစ်တဲ့အတွက်ဟိုဒါရှိလဲခံမှာပေါ့အနည်းဆုံး10နှစ်15နှစ်လောက်ကသူလှည့်ကြည့်ကြမလို့တော့ Yuthan Sane, who fell into poverty due to illness, now relies on his wife's income and is receiving help from Siji volunteers as workers build his home in the intense heat. အိမ်တောင်မှာပဲတစ်လုံးဆိုအနည်းဆုံး340လောက်ကုန်ပါပဲအဲ့လောက်ပတ်စံဟိုသူတို့အတွက်စောက်နေရေးအတွက်ဖြည့်ရှင်းနေရလို့မဆိုင်ထုတ်နိုင်တော့လေဒီလိုလားဆောက်ပြီးတော့ The two new homes are more than just a rebuild, they give those in need a safe and stable place to live. Da ITV reports.